ဒီမကောင်းတဲ့အတွေးတွေရဲ့အကြောင်းရင်းမူလကိုလိုက်ပြီးတော့စူးစမ်းရမယ်ရှာဖွေရမယ်အကြောင်းကိုရှာရမယ်ဥပမာဆိုကြပါစို့ဒေါသဖြစ်လာတယ်ဒီဒေါသဘာလို့ဖြစ်တာလဲဒေါသဖြစ်ခြင်းရဲ့အကြောင်းကိုရှာဘယ်သူကငါ့ကိုဘယ်လိုပြောလို့ဘာလို့အဲ့ဒါကပြောတာလဲငါကပြောခံတယ်လို့ကိုပြောခံရတာအကြောင်းကနည်းနည်းတွေ့လာတယ်အဲ့မှာဒေါသကနည်းနည်းတော့ပြေးသွားမယ်အကြောင်းရဲ့အကြောင်းကိုလိုက်ရှာရင်ဒေါသဖြစ်เสียဘာမှတိတ်မရှိတာကိုတွေ့ရတယ်ဘာမှမဟုတ်တဲ့အသေးအမွှားလေးကိုတွေ့ရတယ်အဲ့ဒီအသေးအမွှားလေးကတဖြည်းဖြည်းနဲ့ဇာချက်ပြီးတော့အကြီးကြီးဖြစ်လာစိတ်တူတဲ့ကိစ္စကိုတစ်ခါလေးစဉ်းစားကြည့်အလွန်လဲရေစရာကောင်းတယ်ဒီဘာလို့စိတ်တူတာတော့အဲ့ဒါကြောင့်စိတ်တူတယ်အဲ့ဒါဖြစ်တော့ဘာဖြစ်မှာတော့ဆိုအကြောင်းတွေလိုက်ရှာလိုက်ရင်နော်အခုဖြစ်နေတဲ့အတွေးကြိုးတွေဟာဖြောင်းသွားဒါအလွန်စိတ်ဝင်စားတဲ့အကောင်းတဲ့ကိစ္စနော်တကယ်ကြီးမှန်ပြီဗျာအဲ့ဒါမြတ်စွာဘုရားဥမာဘယ်လိုပေးတော့ဆိုတော့ပြေးနေတဲ့လူတယောက်ဟာငါဘာလို့ပြေးမှာလဲပြေးရင်မောတာပေါ့တော့ငါဖြည်းဖြည်းသွားမယ်ဟုတ်လားဟာဖြည်းဖြည်းသွားနေရင်ကိုပဲရက်နေတာတော့ကတော့မသက်သာဘူးငါရက်နေမယ်ဟာရက်နေတာလဲထိုင်းနေတာတော့ကတော့မသက်သာဘူးငါထိုင်းကြည့်မယ်ထိုင်းနေရင်လဲထိန်းရတဲ့သဘောတော့ရှိသေးတယ်ငါတုံးလှဲပြီးတော့တက်တောင့်တက်တာကိုနေလိုက်မယ်မရဘူးလားရတယ်ဒါကိုဒါရတဲ့နီးလေးနဲ့ဒါကြိုးစားအထုတ်တာ